သာသမီများလည်းဒီစာတရားပူဇော်နိုင်တဲ့အတွက်အထူးပဲဝမ်းသာအားရပါတယ်အစေခံသူချစ်တတ်သူသည်ကြီးမြတ်သောသူဖြစ်ပြီးတော့တပါးသူအတွက်အလင်းဖြစ်၏အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြတဲ့မြန်မာပြည်ဖွားသာသမီများတို့ဒီနေ့ကျွန်တော်တို့ဟာ St. James ယန္နာယာကုပ်တမန်တော်ကြီးပွဲကိုဆင်နွှဲနေကြတယ်ယန္နာယာကုပ်ဟာသခင်ယေရှုခရစ်တော်ရဲ့ပထမဆုံးခေါ်တော်မူခြင်းခံရသူတဲမှာတူပါဝင်ဖြစ်တယ်သူကငါးဖန်ပိုက်များနဲ့မိသားစုနဲ့လုံခြုံတဲ့ဘဝကိုစွန့်ပြီးတော့သခင်ယေရှုနောက်ကိုလိုက်သွားတယ်သို့တော့ဒီနေ့ခဏဘုံဘုံဖတ်သွားတဲ့ဧဝံဂေလိကျမ်းမှာအံ့ဩဖွယ်ရာအဖြစ်အပျက်တစ်ခုကိုတွေ့ရတယ်။ယာကုပ်နဲ့ယောဟန်တို့ဟာမိခင်အားဖြင့်သခင်ယေရှုထံမှာနိုင်ငံတော်မှာဂုဏ်အမြင့်ဆုံးနေရာကိုပေးပါလို့တောင်းကြတယ်။သူတို့စိတ်ထဲမှာလိုချင်တာကအာဏာလိုချင်တယ်။သခင်ယေရှုစိတ်ထဲမှာတော့အစေခံခြင်းဖြစ်တယ်။သူတို့ကတော့ဂုဏ်နဲ့ကြော်ကြားမှုပဲပကာသနာတွေလိုချင်ကြတယ်ခရစ်တော်ဘုရားကတော့လက်ဝါးကတိုင်အတွက်ပြင်ဆင်ပေးတယ်ခရစ်တော်ဘုရားဖိတ်ဆိုတဲ့အတိုင်းသင်တို့တွေကြီးမြတ်လိုသောသူသည်သင်တို့၏အစီကံဖြစ်ရမည်လူသားသည်ကိုယ်တော်တိုင်အစီခံရမလာဘဲနဲ့အခြားသူတွေကိုအစီခံရတဲ့များစွာသောသူတို့အတွက်အသက်ကိုစွန့်ဖို့ရတဲ့လာရောက်ခြင်းဖြစ်တယ်ဒီစကားဟာယန္နာယာကုပ် St. James အတွက်သာမဟုတ်ပါဘူးဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့သူတို့ခရိယန်တိုင်းအတွက်ဖြစ်တယ်အထူးသဖြင့်ဒီအမေရိကပြည်မှာနေထိုင်တဲ့မြန်မာပြည်ရဲ့ညီကောင်မောင်နှမသားသမီးများအတွက်ဖြစ်ပါတယ်ကြီးမြတ်ခြင်းကိုအစေခံခြင်းနဲ့တိုင်းတာတယ်တို့အများဟာနိုင်ငံတော်မှာဖြစ်ဖြစ်နေအများအောင်မြင်မှုကိုဝေကျေးတို့ယာဒူးတို့ပညာရေးနဲ့အောင်မြင်မှုများဖြင့်တိုင်းတာတယ်ဒီလောကကြီးကမေးတယ်တော့သိတဲ့ကျေးငွေနာကဘယ်လောက်ရလဲမင်းဘယ်လောက်အရေးကြီးလဲမင်းရဲ့နောက်မှာနောက်လိုက်တွေဘယ်နှယောက်ရှိလဲခေစုမိတာသင်ဟာဘသူ့ကိုအစေခံခဲ့တယ်ဘသူ့ကိုအစေခံခဲ့တယ်ဒီခင်ဗျားရဲ့နိုင်ငံတော်မှာအကြီးမြတ်သူတွေချမ်းသာဆုံးသူအကျော်ကြားဆုံးသူမဟုတ်ပါဘူးသိစိတ်စွာနဲ့ချစ်တတ်တဲ့သူသာသမီများအတွက်ကိုကျိုးစွန်းတဲ့မိခင်တူကျိုးသားစွာနဲ့အလုပ်လုပ်နေတဲ့ဖခင်တူဖြားနာတဲ့လူတွေကိုကြည့်ရှုတဲ့သူနာပိတယဒုက္ခတွေကိုကူညီတဲ့စေတနာဝန်ထမ်းအထီးကျန်နေတဲ့လူကိုတွားရောက်ပြီးတော့အားပေးတဲ့ခရိယာလက်စားကလေးစားခြေစားကလို့ချင်းကိုရွေးချယ်တဲ့လူငယ်ဒီလူတွေဟာဘုရားသခင်ရဲ့မျက်နှာရှိမှာကြီးမြတ်တဲ့သူတွေရှိတယ်ဒီ St. James ဟာဒီသင်္ကန်းစာကိုသင်ယူခဲ့တယ်တစ်ချိန်ကယာဒူးကိုလိုချင်ပေမဲ့နောက်ဆုံးမှတဝါကတိုင်ကိုလက်ခံခဲ့တယ်ခရစ်တော်အတွက်အသက်ပေးခဲ့တဲ့ပထမဆုံးတမန်တော်ကြီးဖြစ်လာတယ်အဲ့တော့ချစ်လက်စွာတဲ့ညီကောင်မောင်နှမတို့မြန်မာ diaspora မှာနေတဲ့အထူးခေါ်တော်မူခြင်းခံရတဲ့သားသမီးတို့ကျွန်တော်ဒီနေ့ဟာသမုဒ္ဒရာကြီးကိုဖြတ်ပြီးကျော်လာခဲ့တယ်စစ်ပွဲမလုံခြုံမှုနဲ့ဆင်းရဲဒုက္ခသာသမီများအတွက်အနာဂတ်ညှော်လင့်ချက်တို့ကြောင့်မိမိနိုင်ငံကိုစွန့်ခွာလာခဲ့ကြတယ်များစွာသောသူတို့ဟာဒီနေ့တိုင်မြန်မာပြည်မှာကြံရည်တဲ့မိသားမိဘများဆွေမျိုးများအတွက်စိတ်ပူနေကြတယ်ဒီအမေရိကန်ရောက်တဲ့အခါမှာအခွင့်အလမ်းတွေများစွာပေးတယ်သို့တော့စံတမ်းမှုတွေများပါလား
အလုတ်အကိုင်းအတွက်သာအသက်ရှင်မိနိုင်တယ်ယုံကြည်ခြင်းကိုမေ့လျော့နိုင်တယ်မိမိရဲ့ဇာတိအမြစ်ကိုမေ့သွားနိုင်တယ်သို့သောဘုရားသခင်ဒီသင်တို့ကိုအစဉ်ပြေသောဘဝတစ်ခုသို့တည်ဆောက်ရန်သာဤနိုင်ငံကိုပို့ဆောင်ခြင်းမဟုတ်ပါဘူးသင်တို့ကိုသာသနာပြုများအဖြစ်နဲ့စေလွတ်ခြင်းဖြစ်ပါတယ်သင်တို့ဟာရွှေ့ပြောင်းအခြေချသူများသာမဟုတ်ပါဘူးခရစ်တော်ရဲ့တပည့်များဖြစ်ကြတယ်ယုံကြည်ခြင်းကိုသက်သေခံတဲ့သူများဖြစ်ကြတယ်ခရစ်တော်ရဲ့အလင်းဖြစ်ပါစေခရစ်တော်ကသင်တို့ဒီကဘာကြီးအလင်းဖြစ်ကြ၏ကိုမိန့်မော်တယ်အလင်းဟာအတမထွက်ပါဘူးသို့တော့တောက်ပပြီးတော့လင်းနေတယ်အမောင်ကအလင်းကိုဘယ်တော့မှမနိုင်နိုင်ဘူးဖျောင်းနိုင်တဲ့တိုင်းရဲ့အလင်းဟာတစ်ခါလုံးကိုလင်းစေနိုင်တယ်ဒီနေ့မြန်မာပြည်မှာအမောင်ကာလူအမောင်တုကာလောက်ကြော်ပြတ်နေကြတယ်အကြမ်းဖက်မှုများစစ်ပေးရှာမှုများဆင်းရဲရွယ်မွဲတေမှုများကြောက်ရွံ့ခြင်းများမျောလင့်ခြင်းပျောက်ဆုံးတဲ့လူငယ်များသို့သောဒီတို့ဟာသူတို့အတွက်အလင်းဖြစ်နိုင်တယ်စစ်ပွဲကိုချက်ချင်းရပ်တန့်မပေးနိုင်တော့လည်းပဲမိသားစုတစ်ခုကိုနှစ်သိမ့်ခြင်းပေးနိုင်တယ်နိုင်ငံရေးကိုမပြောင်းလဲနိုင်တော့လည်းပဲကလေးတယောက်ရဲ့ပညာကိုကူညီနိုင်တယ်လူတိုင်းရဲ့ကံရာကိုမကုသနိုင်တော့လည်းပဲလူတယောက်ကိုခွင့်လွှတ်နိုင်တယ်ပြဿနာအလုံးကိုမဖြေရှင်းတော့လည်းပဲမျှော်လင့်ခြင်းရဲ့အမှတ်လက္ခဏာဖြစ်ပါတယ်ဖျောင်းတိုင်းတိုင်းစီချင်းစီစုပေါင်းလိုက်တယ်ဆိုလို့ရှိရင်အလင်းကြီးဖြစ်လာပါတယ်အဲ့တော့ချစ်ချင်းမြတ်တာဟာနိုင်ငံတနိုင်ငံရဲ့အသက်ဖြစ်ပါတယ်ကျွန်တော်ဟာဒီမှာရောက်ပြီးတော့မြန်မာပြည်အတွက်ဘာလုပ်ပေးနိုင်မလဲလို့ကြာခဏမေးကြတယ်အဖြေကတော့ရိုးရှင်းတယ်ညီညွတ်ကြပါချင်းချင်းကြားကြီးရှမ်းပလောင်သာသဖြင့်ကမ္ဘာရုပ်မျိုးရှိကြတယ်ညီညွတ်ကြပါစကားယဉ်ကျေးမှုမတူပေမဲ့မတူညီတော်လည်းပဲခြားနာတော်လည်းပဲ diversity is a strength diversity is to be celebrated ဆုတောင်းကြပါတူကူညီကြပါမိတို့ရဲ့ဘုရားကျောင်းအတိုင်းဝိုင်းကိုအားပေးကြပါသာသနာပြုနေတဲ့ရဟန်းသီလရှင်များနဲ့သာသနာမှုဆောင်နေတဲ့ပုဂ္ဂိုလ်များကိုကူညီကြပါစစ်ဘေးရှောင်များနဲ့ဆင်းရဲသားများကိုကူညီကြပါအသက်ရောက်လာတဲ့သူများကိုနှွေးထွေးကြိုဆိုကြပါဒီလိုသားသမီးများဟာမြန်မာဘာသာမြန်မာစကားမြန်မာယဉ်ကျေးမှုနဲ့တိုင်းရင်းသားဘာသာစကားယဉ်ကျေးမှုနဲ့အရေးကြီးပေမဲ့ပိုအရေးကြီးတဲ့ကက်သလစ်ယုံကြည်ခြင်းကိုသင်ပေးကြပါမြန်မာနိုင်ငံအတွက်အကြီးမားဆုံးသောလက်ဆောင်ဟာငွေကြေးတာမဟုတ်ပါဘူးအသက်ရှင်သောယုံကြည်ခြင်းဖြစ်တယ်ယုံကြည်ခြင်းပြောက်ရင်လူမျိုးရဲ့ဝိညာဉ်လည်းပဲပျောက်သွားမယ်မျောလင့်ခြင်းပျောက်သွားရင်ငြိမ်းချမ်းရေးလည်းမရနိုင်တော့ပါဘူးချစ်ချင်းမြတ်တာမရှိဘူးဆိုရင်အမုန်းတရားကအုပ်ဆိုးပါလိမ့်မယ်အဲ့တော့ပြန်လည်သင့်မြတ်ခြင်းရဲ့အလင်းဖြစ်ပါစေကျွန်တော်တို့ရဲ့နိုင်ငံဟာကွဲပြားခြင်းကိုများစွာကြုံတွေ့နေရတယ်လူမျိုးရေးကွဲပြားမှုနိုင်ငံရေးကွဲပြားမှုဘာသာရေးနားလည်မှုလွဲခြင်းကိုယ်ရေးကိုယ်တာဒဏ်ရာများရရှိခြင်းအခင်ခရစ်တော်ဟာအမုန်းတရားကိုမရွေးချယ်ဖို့ရာအတွက်ကျွန်တော်အားလုံးကိုဖိတ်ခေါ်နေတယ်ပြန်လည်သင့်မြတ်ခြင်းကိုရွေးချယ်ဖို့ရာအတွက်ဖိတ်ခေါ်နေတယ်အမုန်းတရားကမိမိရဲ့နှလုံးသားကိုမအုပ်စိုးမိဖို့ရာအတွက်ကျွန်တော်ဟာတတိထားရပါတယ်ခရိယာများခရစ်တော်သောအလင်းဖြစ်လာကြရပါမယ်တရားများဆောက်တည်တဲ့အလင်းများဖြစ်ပါမယ်အမှန်တရားကိုမေတ္တာနဲ့ပြောသောအလင်းဖြစ်ရပါမယ်မြန်မာကသည်းအသင်းတော်ဟာအမြဲတမ်းငြိမ်းချမ်းရေးရဲ့တရားတစ်စင်းအဖြစ်ဖို့ရာအတွက်ကြိုးစားနေစေဖြစ်ပါတယ်ဒီနေ့အမေရိကမှာနေထိုင်တဲ့သင်တို့ဒီလည်းပဲငြိမ်းချမ်းရေးတမန်များဖြစ်ကြပါစေ
Saint James စိန်ရဟန္တာယာကုပ်ရဲ့သက်သေခံချက်ကတန်ရှင်တော်ဝိညာဉ်ဘုရားဆင်းသက်ပြီးနောက်ရဟန္တာယာကုပ်ဟာနှိမ့်ဆက်ညှဉ်းပန်းမှုကြားမှာရဲရဲစွာနဲ့ဧဝံဂေလိတရားတော်ကိုသက်သေခံဟောပြောခဲ့တယ်။နောက်ဆုံးသူဟာအာဇာနည်တမန်တော်ဖြစ်လာတယ်။သူ့ရဲ့ကြီးမြတ်ခြင်းဟာသခင်ယေရှုရဲ့ညာဘက်ဘယ်ဘက်ခံရခြင်းကြောင့်မဟုတ်ပါဘူး။သခင်ရဲ့နောက်ကိုသစ္စာရှိနဲ့လိုက်လျှောက်ခဲ့တဲ့ကြောင့်ဖြစ်တယ်။လက်ဝါးကတိုင်ဟာတရဖူမတိုင်မီမှာရရခဲ့တယ်။အစေခံခြင်းဟာဘုံပြီးမတိုင်မီမှာလာခဲ့တယ်။ချစ်ချင်းမြတ်တာအောင်ဝဲမတိုင်ခင်မှာရရှိပါတယ်။ဒီစားတဲ့တာပြီးအမေရိကန်နိုင်ငံဟာဒီတို့ရဲ့နေဖြစ်နိုင်တယ်။သို့တော့ကောင်းကင်နိုင်ငံတော်ဒီကျွန်တော်တို့ရဲ့အဆုံးမှာအိမ်အစစ်ဖြစ်ပါလိမ့်မယ်။ဒီလိုနေရာမရွေးနေရာတိုင်းမှာခရစ်တော်ရဲ့အလေးဖြစ်ဖို့ရအတွက်အသက်ရှင်ကြပါစေ။မိသားစုများဆုတောင်းရာအိမ်ဖြစ်ပါစေ။မိသားစုများဆုတောင်းကြရဲ့လား။ Sunday တိုင်းမှာတနင်္ဂနွေနေ့တိုင်းမှာမပြတ်မကွက်ပဲနဲ့မစ္ဆာတရားနာကြပါရဲ့လား။ဒီလိုရဲ့အိမ်များခွင့်လွှတ်ခြင်းကိုသင်ကြားပေးတဲ့အကြောင်းများဖြစ်ကြပါစေ။ဒီတို့ရဲ့အတိုင်းဝိုင်းများညီညွတ်သောသက်သေခံချက်များဖြစ်ပါစေ။စိန်ယာကုတ်တမန်တော်ဟာအမေရိကန်မှာနေထိုင်ကြတဲ့မြန်မာမိသားစုတွေဂျားဝင်ဆုတောင်းပေးပါစေ။ခရစ်တော်အတွက်သက်သေခံရန်ရဲစွမ်းတတ်ပြီးပေးပါစေ။အမိမြန်မာနိုင်ငံတော်ပေါ်ချစ်ချင်းမြတ်တာပုံမတိုးဝါပါစေ။ဒီအမေရိကမှာအလင်းဖြစ်ပြီးတော့မြန်မာနိုင်ငံအတွက်မျှော်လင့်ခြင်းအလေးများဖြစ်ပါစေ။အပြည့်စေမာရိယာသခင်မသင်တို့ကိုစောင့်ရှောက်ပြီးတော့သင်တို့ရဲ့အသက်တာဖြင့်လူများကမ္ဘာရဲ့အလေးဖြစ်တော်မူသောယေရှုခရစ်တော်ကိုတွေ့ရှိနိုင်ကြပါစေ။